ကြမ်းဖက်စစ်ကောင်စီကငလင်တန်တဲ့ဒေသတွေကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ပင်ကန့်သတ်နေပြီးအထူးသဖြင့်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီမရောက်ရှိစေဖို့အတွက်တားဆီးတာတွေတိုက်ခိုက်တာတွေဆောင်ရွက်နေရလို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကသတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ကြမ်းဖက်စစ်တပ်ကတော်လှန်တပ်ဖွဲ့တွေစိုးမိုးနေတယ်။ငလင်တန်တဲ့ဒေသကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရောက်ရှိစေဖို့အတွက်ကန့်သက်ပိတ်ပင်နေရလို့လည်းဆိုထားပါတယ်။မတ်လ28ရက်နေ့ငလင်လောက်ခတ်ပြီးတဲ့နောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလှုပ်ဆောင်ခဲ့ပြီးအဲ့ဒီအထက်ကတိုက်ခိုက်မှုပေါင်း16ခုဟာဧပြီလ2ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီးတဲ့နောက်မှာလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မနေ့ကဧပြီလ4ရက်နေ့မှာပဲစစ်တပ်ကထပ်မံကတိုက်ခိုက်မှုပေါင်း10ခုကိုဆောင်ရွက်ခဲ့ပြီးစစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့နေရာတွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရရှိတာကြောင့်ကတ်ဆိုးကြီးဖြစ်နေတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကပြောရေးဆိုခွင့်ရှိသူကဂျနီဗာမှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်မှာအဆောက်အုံတွေပြိုလဲတာလူမှုအတိုင်းအဝန်းကိုပြိုကွဲပျက်စီးတာအများစုသောပြည်သူတွေဟာအစားအစာရေနဲ့ခိုးလုံရကင်းမဲ့နေပြီးငလင်တန်ကြောင့်သေဆုံးသူ3100ကျော်ရှိလာနေတယ်လို့လည်းသိရပါတယ်ရှင်။